လေးကိုသဘောကျရဲဆို okay ဒီဟာလေးကိုငင်းရှိမှာပဲမြန်မာတနိုင်ငံလုံးမှာငင်းရှိမှာပဲလိုတားရတဲ့ဘဝတွေကိုရကြပါစေဆိုပြီးတော့လဲထပ်မံပြီးတော့ဆူတောင်းပေးလိုက်ပါမင်္ဂလာပါချူရနာအောင်လုပ်ငန်းစွာရေးပြန်လည်ကြိုဆိုလိုက်ပါရနော်ဒါကတော့ညီတို့ Ryan Daly နဲ့မအပ်ခင်မှာclient ကိုလည်းညီတို့ဗီဒီယိုလေးနဲ့ပြပေးတဲ့ဒီဗီဒီယိုလေးပဲဖြစ်ပါတယ် okay အဲ့ဆိုရင်ဒါလေးတွေကဘာလေးတွေအားပေးသွားလဲဘာလေးတွေပါလဲဆိုတာလေးကိုညီတို့တစ်ချက်သွားကြည့်ရအောင် okay ဘာလေးတွေပါလဲဆိုတော့အဓိကတော့ဒီမှာကဒီ tarot ပညာရဲ့နဲ့ပတ်သက်ပြီးတော့ပါတဲ့အချက်လေးတွေပို့ပြီးတော့များတယ်ပေါ့နော်။ Okay အဲ့ဆိုရင်ညီတို့ဒီဟာလေးကသူဆိုရင်အရန်သဘောကျတယ်။ဘာကြောင့်သဘောကျလဲဆိုတော့ဒီရဲ့ဆန်နေရတဲ့အနီရောင်လေးကိုသဘောကျတယ်ဆို Okay ဒီဟာလေးကိုငင်းရှိမှာပဲမြန်မာတနိုင်ငံလုံးမှာငင်းရှိမှာပဲရှိပါမယ်။ဒါလေးကတော့tarot ကက်ကိုမှ22ကက် guide book အပါဂရီပါအိတ်လေးအပါအခင်းလေးအပါလေးကိုအားပေးသွားတယ်။ Okay အဲ့ပြီးတော့ဗာလေးအားပေးသွားသေးလဲဆိုတဲ့ခါကျတော့တစ်ခုချင်းစီသွားကြည့်ရအောင်။ငင်း4 element လေးကိုဒီပြန်ပြီးတော့စီပေးထားရပေါ့နော်ဒီမှာဆိုရင်ခွက်လေးခွက်လေးလည်းအားပေးသွားရ4 element ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ calf sweat pentacleဒီမှာ1ဒါလေးကိုအားပေးသွားတယ်အဲ့ဆိုရင်ညီတို့ပထမဆုံး cup လေးအကြောင်းမှာဆိုရင်ဒီမှာ manifestation လုပ်လို့ရတယ် clear quest လေးကိုဒီမှာ pyramid ပုံစံလေးအားပေးသွားတယ်နောက်ဒီမှာကချစ်ချင်းမြတ်တာနဲ့ပတ်သက်တယ်ပေါ့နော်ဒီမှာတာလီလေးလည်းအားပေးသွားတယ်ဒီမှာကညီတို့ heart shape ပုံစံကိုမှဒီ AME H1SD ဆိုရဲ crystal လေးကိုအားပေးသွားတယ်နော် okay ဒါလေးကကြာညီတို့ satellite လေးပေါ့Okay ဒါလေးကကြတော့ညီတို့sweat ဆိုတဲ့အတွက်ကြောင့်မလို့သူ့မှာကအတိုင်နဲ့များအတိုက်ခံနေရှိမယ်ဒီဟာလေးတွေအဓိကညီဒီဆိုလိုချင်တဲ့အဓိပ္ပာယ်ကနော်knowledge share လေးလည်း debate ထဲပါတော့အောင်ပြောပြရခြင်းပဲဖြစ်ပါတယ်နော်ဆွဲပြစ်တဲ့အတွက်ကြောင့်မလို့ညီတို့ဒီမှာtiger eye even eye လေးရယ်ဒီမှာက clear quest ရယ်ဒီမှာ even eye ဒီမှာ even eye clear quest ဒီမှာ black ရယ်ဒီမှာ black ဒီလိုလေးတွေတစ်စုတစ်စီတဲ့ထားပေးထားလိုက်တယ်ပေါ့နော်ဒီမှာဆိုလဲ even eye လေးOkay အဲ့လေးရည်တစ်စင်းဒီဘက်ကိုလာတဲ့ခါမှာညီတို့ဒီမှာဒီငွေဆွဲကြောက်လို့ခေါ်လို့ရတယ်CNTIN crystal tower လေးရယ်ဒီမှာက green adventure လေးရယ် manifestation လုပ်လို့ရတယ်ညီတို့ clear quest ကိုမှ pyramid ပုံစံလေးရယ်pentacle လေးရယ်ဒါလေးတွေကိုတစုတစီတဲ့လုပ်ပေးထားလိုက်တယ်ပေါ့နော် Okay ဒီဟာဆိုရင်လည်းညီတို့ web မှာဒီမှာကညီတို့ clear quest ကိုမှ tower တိုင်းလေးဒီလိုပုံစံမျိုးလေးတွေတစုတစီတဲ့ထားပေးထားတယ်နောက်တစ်ခုကကြတော့ဒီညီမလေးကကဲ့အပါ guide book အပါမှာဆိုဆရာကြီးတော်တော်ရန်နိုင်ဖုံးမြင့်ထုတ်ထားတယ်ဒီ oracle လေးရဲ့ tarot နောက်ထပ်ထပ်ထားတယ်ဒါလေးရဲ့အားပေးသွားတယ် Okay ဒါလေးကတော့သူ့အနေနဲ့ဒီကက်နဲ့ဟာလေးတွေကို accessory လေးပြောပြသွားတဲ့ခါမှာညီတို့စာအုပ်နဲ့ပတ်သက်ပြီးတော့လည်းအားပေးသွားတယ်ဒီဟာကတော့ညီတို့ method နဲ့ပတ်သက်တဲ့စာအုပ်လေးဒါက tarot မှာ master စာအုပ်လေးအားပေးသွားတယ်ဒါကတော့ insama နဲ့ပတ်သက်ပြီးတော့အားပေးသွားတယ်ဒါကတော့သူထူးထူးခြားခြားအနေနဲ့1 to 10လေးကိုရသွားပါတယ်ဒါလည်းညီတနေရာလေးပဲရှိရပါအခုတော့ install ကုန်သွားပြီပေါ့နော် Okay ဒါလေးကလည်းညီတို့9စင်ကျယ်ပေါ့ကျွေးပေလေးနဲ့ပတ်သက်ပြီးတော့အားပေးသွားတယ်ဒီမှာကနမိတ်ဖက်ပေလေးနဲ့ပတ်သက်ပြီးတော့အားပေးသွားတယ်ဒီလိုပုံစံမျိုးပေါ့ညီတို့ဒေါက်တာရန်နိုင်ဖုံးမြင့်ဆရာကြီးဒေါက်တာရန်နိုင်ဖုံးမြင့်ထုတ်ထားတဲ့ဒီမှာဆိုရင်ညီတို့ဒီလိုစာအုပ်တွေဒီလိုကက်တွေနဲ့နောက်တစ်ခုကကြတော့ဆရာကြီးတကုံထုတ်ထားတဲ့စာအုပ်တွေအဲ့လေးတွေကိုတစုတစီရဲရကျင်တယ်လိုချင်တယ်ဆိုရင်တော့ Viber phone number 0925454456ဆက်သွယ်လို့ရတယ်လို့ CYA လုပ်ငန်းစုရဲ့ page တွေဖြစ်တဲ့ CYA Book Center မှာလည်းအားပေးလို့ရတယ်နောက်တစ်ခု CYA Japan Korea Thai မြန်မာ page မှာလည်းတင်ပေးထားပါတယ်အဓိကတော့ညီတို့ item နှစ်ခုကိုခွဲပေးထားလိုက်ပါတယ်Both Center မှာကြတော့ညီတို့ဒီဟာလေးနဲ့ပတ်သက်တဲ့စာအုပ်တွေကိုတင်ပေးထားမယ်ညီတို့ကက်နဲ့ accessory လေးတွေ crystal လေးတွေနဲ့ပတ်သက်တာကြတော့ညီတို့နောက် page တစ်ခုမှလည်းတင်ပေးထားပါတယ်အဲ့ဒါတော့ CYA Peace and Success Light MEP mind power mind energy power product ဆိုရဲပါမှာလဲညီတို့ crystal လေးနဲ့ပတ်သက်တာလေးတွေကိုအားပေးလို့ရအောင်တင်ပေးထားပါတယ်နောက်ဒီမှာ crystal လေးpentacle လေးအသေးလေးလည်းအားပေးသွားပါတယ်အခုလိုပုံစံမျိုးလေးအများကြီးတစ်ယောက်တည်းတူးတဲ့ကိုအားပေးသွားရတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်တွေလည်း CYA Japan Korea Thai မြန်မာ page ညီရဲ့လူငန်းစုကိုအားပေးပါဆိုပြီးတော့လဲဖြစ်ခေါ်လေးရရှိပါရဲ့เนาะအခုလိုပုံစံမျိုးလေးတွေကိုကြိုက်နှစ်သက်တာလေးတွေတွေ့ရင်ဆိုရင် screenshot လေးရိုက်ပြီးတော့လာပြီးတော့မေးပေးပါကြည့်ရှုပေးသူတအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်
โอเคငင်းဘာလေးဆူတောင်းပေးမလဲဆိုတော့အခုဒီကြည့်ရှုနေသူရဲ့အပေါင်းတွေထဲမှာဒီ abundant ပေါ့နော်လိုတားရတဲ့ဘဝတွေကိုရကြပါစေဆိုပြီးတော့လဲထပ်မံပြီးတော့ဆူတောင်းပေးလိုက်ပါရနော်ဟုတ်ကျေးဇူးပါ